ဒီနေ့မှာတော့ကျွန်တော်ရဲ့ညီငယ်လေးတေချာနားမလည်တဲ့အရာတစ်ခုကိုရှင်းပြပေးမှာဖြစ်ပါတယ်ကျွန်တော်အချက်ကလေးနဲ့တေချာရှင်းပြပါမယ်ပထမတစ်ချက်ကတော့အင်္ဂိမ်းနဲ့ကန်ဒီဝယ်တဲ့ဈေးနဲ့အပြင်ကကျွန်တော်တို့လိုဆယ်လိုက်စီရဝယ်ဈေးနဲ့မတူပါဘူးเนาะကတော့ပထမတစ်ချက်ပေါ့ဒုတိယချက်ကတော့ဘာလို့မတူရလဲဆိုတော့သူကဥပမာပြောရင်တိုင်းရိုက်ဆိုတော့ဈေးကတော့တက်တာဗျာဒါပေမဲ့ brother တို့ကအလုပ်တော့နည်းနည်းရှုပ်တာပေါ့ဘယ်လိုမျိုးအလုပ်ရှုပ်တာလဲဆိုတော့ကျွန်တော်တေချာလေးရှင်းပြပေးပါမယ် brother တို့ဖုန်းမိထည့်ပြီးဝယ်အောင်ပဲဆိုရင်တော့တိတ်တော့အလုံးမရှုပ်တော့ဘူးဗျာဒါပေမဲ့ဖုန်းမိထည့်ပြီးဝယ်လို့မရဘူးဆိုရင်တော့ဗီဇာကတ်တွေဘာတွေကလိုလာပြီဗျာဗီဇာကတ်လိုလာတော့ brother တို့အတွက်အလုံးရှုပ်တယ်ဗျာဗီဇာကတ်လုံးနဲ့ဘာနဲ့ဆိုတော့ကျွန်တော်တို့လူဆယ်လာတွေက brother တို့အဲ့လိုအလုံးရှုပ်တာကိုတက်တာအောင်လို့ကျွန်တော်တို့ကတပံပြန်ရောင်းပေးရပြီဖြစ်တယ်ဗျာအမှအင်္ဂိမ်းနဲ့ဝယ်တာနဲ့ကျွန်တော်တို့လိုစေတိုင်းစီဝယ်တာနဲ့စိတ်ခွာရသွားတဲ့အကြောင်းရင်းပဲဖြစ်တယ်ဗျာဒီနေ့တော့ဒီလောက်ပါပဲခင်ဗျာ